နော်ငင်္ဂဝကုသတိုဒီရှိခဤ၌လူသားတွေထဲမှာတဲ့နှစ်မျိုးပဲရှိပါတယ်တဲ့ဆဲခိုးရှာတို့ရှစ်ပိုင်းရှာတို့ဝနိုင်အောင်မြင်တဲ့သူနဲ့ကြာရှုံးတဲ့သူနဲ့ဆိုပြီးတော့မဟုတ်ဘူးတဲ့ဆဲခိုးမို့ရှစ်ပိုင်းမို့အာရုဟီတိုတို့အောင်မြင်တာရောကြာရှုံးတာရောရှိတဲ့သူနဲ့ဆဲခိုးမို့ရှစ်ပိုင်းမို့နိုင်ဟီတိုတဲ့အာရုအောင်မြင်တာရောကြာရှုံးတာရောမရှိတဲ့လူဆိုပြီးတော့ရှိတယ်တဲ့ဆိုလိုချင်တဲ့သဘောလေးကိုနားလည်လားပြောချင်တာကဒီလူလောကကြီးထဲမှာချုပ်လူနှစ်မျိုးပဲရှိတယ်လူမျိုးစားနှစ်မျိုးပဲရှိတယ်အဲ့ဒါကအောင်မြင်တဲ့သူကြာရှုံးတဲ့သူဆိုပြီးတော့မဟုတ်အောင်မြင်တာရောကြာရှုံးတာရောရှိတဲ့လူနဲ့အောင်မြင်တာရောကြာရှုံးတာရောမရှိတဲ့လူနဲ့ဆိုပြီးတော့ရှိတာဆိုလိုချင်တာကကျတော့အခုစဉ်းစားကြည့်လိုက်အမေပိုက်ထဲကနေကျတော့မွေးလာတဲ့ထဲကနေပြီးအခုတောက်လျှောက်ကျတော့ကိုအသက်အရွယ်အထိကိုကျတော့လုံးသမျှတွေအားလုံးကဟာအကုန်လုံးလုံးသမျှအောင်တယ်လုံးသမျှတွေအဆင်ပြေရရှိလားမရှိဘူးလေကျတော့လုံးတဲ့နေရာမှာအဆင်ပြေသွားတာရှိတယ်အဆင်မပြေသွားတာရှိတယ်ဟုတ်ပြီနော်အဲ့လိုမျိုးပြောချင်တာအဓိကဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးအောင်မြင်တဲ့ကြာရှုံးတယ်ဆိုပြီးတော့ရှိနေတဲ့လူတယောက်ဒီအ ਨੇ ဆုံးသူ့ဘဝမှာသူဒီရုန်းကန်နေတယ်လှုပ်ရှားနေတယ်တခုခုကိုစ조사နေရဆိုတဲ့အဓိပ္ပာယ်ပဲစ조사နေရဖြစ်တဲ့အတွက်အခုကျတော့ဂျပန်သားတွေဟုတ်ပြီနော်ဒီစာမေးပွဲဆိုလို့ရှိရင်အခုအောင်စင်းထွက်ခဲ့တယ်အဲ့တော့ဖြည့်တယ်ဆိုတဲ့ကကျတော့ကျင်းသေးတယ်တရားဖြည့်တရားလုံးအောင်ပါမယ်မအောင်ဘူးလေအောင်တဲ့သူရှိမယ်ကြားတဲ့သူရှိမယ်ဟုတ်တယ်မလားအဲ့နေရာမှာကျတော့ကနေပြီးတော့အောင်ကျင်တဲ့အတွက်ကြောင့်မလို့အားလုံးကတော့အောင်ကျင်လို့စ조사ခဲ့ကြတာကြီးပဲဒါပေမဲ့တနည်းနည်းနဲ့အမှတ်ကပ်ပြီးတော့ကျတို့ကပြောပါလေကြာသွားတဲ့သူတွေလည်းရှိတယ်ဟုတ်ပြီနော်ဒါပေမဲ့အောင်ပေမဲ့အမှတ်ကနည်းသွားတဲ့သူတွေလည်းရှိတယ်ကိုယ့်ကိုယ်အားကျတို့အောင်ကျင်းထွက်ပြီးတဲ့နောက်မှာအရန်ကိုဘယ်လိုပြောမလဲစိတ်မကျေနပ်မှုတွေဟုတ်တယ်မလားအားမလို့အားမရမှုတွေရှိမှာပဲဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်အနည်းဆုံးတော့ကိုကဘာလုပ်ညာလဲစူးစမ်းနေတာဂျပန်စာဆိုတဲ့ဘာသာစကားကိုကိုကတက်မြောက်ဖို့အတွက်ဂျပန်နိုင်ငံကိုအလုပ်သွားလုပ်နိုင်ဖို့အတွက်ဘာလုပ်ညာဂျပန်စကားကိုလေ့လာနေတာသင်ယူနေတာအဲ့တော့ဒီသင်ယူနေတဲ့လူတယောက်တော့ခုနလိုမျိုးအဆင်ပြေရလဲရှိမှာပဲအဆင်မပြေရလဲရှိမှာပဲအနည်းဆုံးကကိုကဘာတွေ့ရမှာအော်ငါကတခုခုကိုစူးစမ်းနေတာငါကတခုခုကိုလုပ်နေတယ်ဆိုတဲ့သဘောတရားအဲ့လိုမဟုတ်ဘဲနဲ့ကျတို့အောင်မြင်တာကြာရှုံးတာမရှိတဲ့သူကအိမ်နေမှာပဲလေဒီတိုင်းအိမ်ထဲမှာစားမယ်တောက်မယ်အိမ်မယ်သူ့ရဲ့တနေ့တာဒီစားမယ်တောက်မယ်အိမ်မယ်ဆိုတဲ့ဟာနဲ့ပဲသွားရင်ရနေပြီးတော့ခုနလိုကိုရီလိုဆောင်းဝဲကြွားတာမျိုးတွေဆရာမစာမေးလို့မရတာမျိုးတွေရှိပါမလားမရှိအဲ့လိုပဲကောင်းတဲ့ဟာကိုသူ့မှာရှိနေမလားမရှိဆိုတော့သူဒီဘဝကြီးကတစ်ဖြောင်နဲ့ပဲသွားနေမှာအကိုရီးကကျတော့ဆောင်းဝဲအောင်နေကြတယ်အောင်နေကြတယ်ဆိုတဲ့အခြေအနေနဲ့သွားမှာပဲလူဆိုတာကဒီလိုပဲအဲ့တော့ကျတော့အဓိကဆိုလိုချင်တဲ့သဘောကဘာလဲဆိုလို့ရှိရင်တကယ်လို့ကိုကစာမေးပွဲဖြေခဲ့တယ်အခုလိုမျိုးပေါ့အခြေအနေမှာဒါကြတဲ့သူတွေလည်းရှိအောင်တဲ့သူတွေလည်းရှိတာပဲအဲ့တော့စာမေးပွဲရလက်ကိုတွေးလိုက်ရတယ်ဟာကိုကြသွားပြီအဲ့ဒီခါမှာကြောက်သွားပြီဆိုတဲ့ဟာကိုခုနလိုကိုကအနည်းဆုံးတော့စူးစမ်းခဲ့ပါပဲစူးစမ်းခဲ့တာဖြစ်တဲ့အတွက်အောင်ကျင်ရမှာပဲလူတိုင်းကနောက်ဆုံးဘာသာမှမလုပ်ပဲဝင်ဖြဲသူတော်မှအောင်ကျင်တာပဲလေတနည်းနည်းနဲ့တော့အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ပြန်စဉ်းစားလိုက်ကိုကဒီဆောင်းပွဲကြီးကိုတည်ရမှာဟာငါတို့ဆောင်းပွဲကြောက်သွားပြီဟာငါအတုံးမကြလိုက်တာခုနလို line ပေါ်မှာသူများတွေတင်နေပြီအောင်နေဟာအသက်ဘလောက်နဲ့အောင်နေအမှတ်ဘလောက်နဲ့အောင်နေဘဏ္ဍလာပဲလုပ်ပြီးအောင်နေဆိုတော့မြင်ပြီးတော့ကိုဟာငါအတုံးမကြလေခြင်းငါမဆာမရလေခြင်းဆိုပြီးတော့စိတ်သက်ကြသွားတယ်ရစိတ်သက်ကြလို့ရလူမှုလို့ဝမ်းနဲ့လည်းရငိုလိုက်ကိစ္စမရှိဒါပေမဲ့အဲ့တစ်ဖြတ်ပေါ့အဲ့တစ်ချက်ပဲဟာငါစိတ်မကောင်းဖြစ်တယ်ငါဝမ်းနဲ့ငိုလိုက်မယ်စိတ်ထက်ကြလိုက်တယ်ဒါပေမဲ့ပြီးရင်ဘာလုပ်လဲချက်ချင်းကိုယ့်ကိုပြန်တွေးလိုက်အော်အ ਨੇ ဆုံးတော့ငါဒီကာလတွေမှာအလကားနေခဲ့တာမဟုတ်ဘူးငါစူးစမ်းနေခဲ့တာအဲ့တော့စူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့အခုဟုတ်ပြီအဲ့ပြီးသွားပြီဆိုရင်ငါဘာဆက်လုပ်တော့မှလဲစဉ်းစားလိုက်ဟုတ်ပြီကိုယ့် level ကိုပြန်ဖြေမှာလားဒါမှမဟုတ်စာပြန်ဒီအရှိရဟာကိုလုပ်ပြီးတော့တခြား level တစ်ခုကိုဖြေမလားကိုယ့်ကိုပြန်ဆုံးဖြတ်တော့ဆိုလိုချင်တာကလာပြီကျတော့ခုနလိုကြားတယ်ဆိုရယ်စရင်ကြီးကလာတဲ့အချိန်မှာကိုယ့်ရဲ့ခံယူချက်ကိုပြောတာဟာငါဆောင်းဝဲကြွားပြီးစိတ်ဆင်းရဲလိုက်တာဆိုပြီးတော့ဒီတိုင်းသွားလို့ရတာမရဘာလုပ်လိုက်မလဲချက်ချင်းဘက်ကိုပြောင်းလိုက်အော်ငါအ ਨੇ ဆုံးစူးစမ်းခဲ့တာငါတခုခုကိုလုံနေခဲ့တာငါအလကားဒီဘဝကြီးကိုနေနေတာမဟုတ်ဘူးအဲ့ဒါကြောင့်ကြာရှုံးတာလည်းရှိမယ်အောင်တာလည်းရှိမယ်ဒီတစ်ခေါက်ကြပြီမယ်နောက်တစ်ခေါက်ကျင်းနေငါအောင်လုပ်မယ်